Hello အားလုံးပဲမင်္ဂလာပါရှင်မမေတို့က fashion and fancy ဆိုင်လေးရပါနော်မင်းဒီနေ့ပြချင်တဲ့ပစ္စည်းလေးတွေကတော့ stainless steel လက်စွပ်လေးတွေပါပေါ့နော်အဲ stainless steel လက်စွပ်လေးတွေကိုမမေတို့ရှိမှာဆိုရင်လက်လီလက်ကားရတယ်ပေါ့နော်လက်လီတစ်ခုချင်းစီဆိုရင်တော့ဟို1000ကျော်ပေါ့နော်1000ကျော်လေးနဲ့မင်းတို့ရောင်းပေးပါတယ်လက်ကားဆိုရင်တော့အနည်းဆုံး3သိန်းမိုးကနေစပြီးတော့ပစ္စည်းအစုံဟောနော်အစုံမင်းတို့ကနေပြီးတော့3သိန်းမိုးလုပ်ပေးတာပေါ့နော်လက်စွပ်ပါမယ်ငကတ်လေးတွေပါမယ်ပေါ့နော်ပြီးဆွဲကြိုးပါမယ်ပေါ့အားလုံး3သိန်းမိုးမင်းတို့ကဟိုလက်ကားပေးတယ်ပေါ့နော်3သိန်းမိုးကနေစပြီးတော့လက်ကားဆိုယူပေးရပါတယ်အဲ့ဒီမှာမှပစ္စည်းအစုံလေးတွေကိုမင်းတို့ကစုပြီးထည့်ပေးပါတယ်ရှင်အခုဒီနေ့မှာဆိုရင်တော့လက်စွပ်လေးတွေပေါ့နော်မင်းပြပေးပါမယ်နော်လက်စွပ်ဆိုရင်မှာ stainless steel လက်စွပ်လေးတွေရေဆိုချွေးဆိုခံပေါ့နော်အဲ့ဒါလေးတွေဆိုရင်အမြဲတမ်းဝတ်ထားလို့ရတယ်ပေါ့နော်အရန်လေးလှပါတယ်ဒါလေးဆိုမင်းတို့ရောင်းစည်းရ1000စွန်းစွန်းလေးပဲရှိပါတယ်နော်အဲ့1000စွန်းစွန်းလေးကိုမှဒါလက်လီစေးပါလက်ကားစေးဆိုရင်တော့ဒီထက်အများကြီးပိုပြီးတက်တာတဲ့အပြင်ကိုမှမင်းတို့ကနေပြီးတော့ပစ္စည်းလေးတွေကိုဟိုဘယ်လိုအခုလက်ရှိခက်စားနေတဲ့ပစ္စည်းလေးတွေကိုထည့်ပေးတာပေါ့နော်3သိန်းမိုးလက်ကားဆိုရင်တော့အနည်းဆုံး3သိန်းမိုးယူရပါတယ်ဒီကောင်လေးဆိုရင်လည်းအရန်လှတယ်ပေါ့နော် stainless steel လေးတွေပါကောင်လေးရှိမယ်ပြီးတော့ဒီမှာအခုခစ်စားနေတဲ့ဒီဇိုင်းလေးတွေပါပေါ့နော်ကောင်ရှိတယ်ဒီမှာဆိုရင်လည်းဒါလေးဆိုလည်းတအားလှတယ်နော်ဝတ်လိုက်ရင်လေအရန်လှတယ်ဒီကောင်လေးဆိုလည်းရှိတယ်နော်ဒါဆိုရင် stainless steel ရေဆိုချွေးဆိုခန့်အမြဲတမ်းမချွတ်တန်းဝတ်ထားလို့ရတယ်ပေါ့နော်ကောင်လေးတွေရှိပါတယ်ပြီးတော့ဒီမှာနော်ဒါလေကွင်းလေးတွေကလေတချို့ကွင်းလေးတွေကတော့ adjust ပါတယ်တချို့ကွင်းလေးတွေကျတော့ adjust မပါဘူးပေါ့နော်ဒါလေးဆိုရင်တော့ကွင်းလေးတွေကအသေးပေါ့နော်ဒါကွင်း site လေးတွေနဲ့ပေါ့နံပါတ်လေးတွေရှိပါတယ်နော်ပြီးတော့ညာလေးတွေလည်းရှိမယ်ခြေလေးတွေနော်ခြေဟိုမှသူကကြတော့ကွင်းကတော့အဖြူရောင်လေးပါလက်ဖြူရောင်တော့သူက adjust ပါပါတယ်ပေါ့နော် adjust ပါတယ်ကျင်းချေလုပ်လို့ရပါတယ်နော်ဒီမှာဒါလေးဆိုရင်စိမ့်လေးရှိမယ်အပြာရှိမယ်ခရမ်းဆွဲရှိမယ်ရောင်စုံလေးရှိမယ်ပေါ့နော်ကြိုက်ရောင်စုံလေးရှိပါမယ်ဒါလေးဆိုလေ1000ကျော်လေး1000မှာ1000စွန်းလေးနဲ့ပါနော်တကယ်လို့ဒါကတော့လက်လီဆိုမင်းတို့က1000စွန်းလေးနဲ့ရောင်းပေးပါတယ်လက်ကားစေးသိကြရင်နော်မင်းတို့ရဲ့ Viber မှာလာမေးလို့ရပါတယ်ပေါ့နော် Viber ဖုန်းနံပါတ်တွေလည်းတင်ပေးထားပါတယ်ပြီးအောင်လည်း3မိနစ်ဒီမှာဒီကောင်လေးတွေရှိပါတယ်ပေါ့နော်ဒီရှိပါတယ်တခြားဒီဇိုင်းတွေလည်းအများကြီးရှိတယ်เนาะအဲ့ဒါကိုမှအသေးစိတ်သိရှင်နေဆိုရင်တော့ဘာဖုန်းနံပါတ်883933 09594615ကိုတင်ငါမှာလာမီလို့ရပါတယ်တကယ်လို့ဆိုင်မှာကိုယ်တိုင်လာရဲဝယ်ယူခြင်းနဲ့ဆိုရင်တော့အမှတ်18နန်းတာကုန်း1လမ်းတောက်တော်တင်ရက်ကွက်တန်လင်း KK Fashion and Fancy ဆိုင်မှာလာရောက်ပြီးတော့ဝယ်ယူရရှိနိုင်ပါတယ်ရှင်